တိပေးကြညာတော်ရဆရာကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကျမတို့လည်းကြားနာရတဲ့အတိုင်းနာခံပြီးတော့စက္ကကြပါစို့ရှိတ်ကဆရာပြောရတဲ့အတိုင်းမျိုးနော်ဒီနေ့ကကျွန်တော်ကျမတို့ရဲ့အတင်းတော်ရဲ့12နှစ်ပြည့်တဲ့ anniversary နေ့ဖြစ်တယ်ပေါ့နော်12နှစ်ဆိုတာကလွေတဲ့နှစ်တော့မဟုတ်ဘူးအရန်ကြာတယ်ပေါ့နော်ဒီအရာဟာကျွန်တော်ကျမတို့ပုံမှာဖျားဘလောက်ကောင်းမြတ်တဲ့ဖျားဘလောက်ထိပို့ဆောင်နေဆိုတဲ့အရာကိုကျွန်တော်ကျမတို့ဒီနေ့မျက်မြင်မြင်တွေ့ရတဲ့နေ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကျမတို့အတူတူက God is good all the time God is good God is good all the time ဒါကြောင့်အခုဒီအရာနဲ့ပတ်သက်ပြီးတော့အကုန်လုံးဟာစိတ်ထဲကနေအရောက်ချစီတန်းဟာဖျားကိုချီးမွမ်းနေလိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်ဒီ12နှစ်တာဖျားပို့ဆောင်ပေးတဲ့အရာနဲ့ပတ်သက်ပြီးတော့မိတ်ခွန်းပြောကြားပေးဖို့ရန် moderator RDJ ကိုလေးစားစွာဖိတ်ခေါ်ဖိတ်ပါတယ်阿就是花花 ，Good morning， 阿龙喂，明啦哇。小说不要得看嘢，接触到讲，正如第内下所言，正如 TLCC， 听到 Texas Lisu Christian Church 嘅每年批把咧，本年是咧，12年是多把比喏，12年是多把比，阿库那正如。တေဦးဆရာတွေလည်းပြောသွားတယ် Christian worship ဦးဆောင်တဲ့ဆရာမတွေလည်းပြောသွားတယ်ကျွန်တော်တို့ဒီမှာ agenda ဖတ်ပေးသွားတယ်ကျွန်တော်ညီမငယ်လေးပဲပြောသွားပါတယ်ဒီနေ့က12နှစ်တိုင်အောင်12နှစ်ပြီးတဲ့နှစ်ဖြစ်ပါတယ်ဆိုတော့ဒီလို12နှစ်ပြီးသွားတာကအလကားသူ့ဘာသူဖြတ်ကျော်သွားတာမဟုတ်ပါဘူးဒါ12နှစ်အတွင်းမှာကျွန်တော်တို့ပြန်လည်ပြီးတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုရည်တွက်တဲ့ချိန်မှာလုံးဝကျွန်တော်မရင်မတွက်နိုင်လောက်အောင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကျွန်တော်တို့အသင်းတော်ပေါ်မှာအများကြီးရှိနေတယ်ဆိုတာဥစ္စာကိုလည်းကျွန်တော်ဖော်ပြလိုပါတယ်ဆိုတော့အထူးသဖြင့်ကျွန်တော်ဒီနေ့ကျွန်တော်တို့နေ့တိုင်းကြတော့ကျွန်တော်ဒီအသင်းတော်တမိုင်းကိုဒီလိုနော် projector လေးနဲ့ထိုးပြပြီးတော့နော်အသင်းတော် activity လေးတွေဒါအားလုံးတွေ့အောင်ဒီလိုဖော်ပြနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကျတော့ကျွန်တော်ဒီ history အသင်းတော်တမိုင်းကိုပြောတာထက်ကျွန်တော်တို့ဒီကျေးဇူးတင်တဲ့အကြောင်းကိုပဲကျွန်တော်အနေငယ်ပြောကြားချင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီကျေးဇူးတင်တဲ့အကြောင်းကိုပြောတဲ့ချိန်မှာလည်းပဲကျွန်တော်တို့ဒီအသင်းတော်တမိုင်းတွေနည်းနည်းပါးပါးဒါပါလာတာဖြစ်ပါတယ်ဆိုတော့အကြောင်းကိုလည်းပြောချင်ပါတယ်ဆိုတော့ရှေးဥစွာကျွန်တော်အထူးတစ်ဖြစ်ကျွန်တော်ရဲ့အသင်းတော်ကိုဒီလိုဥဆောင်ပေးတာကကျွန်တော်ရဲ့သခင်ခရစ်တော်ယေရှုပဲဖြစ်ပါတယ်ကျွန်တော်သခင်ခရစ်တော်ယေရှုကကျွန်တော်ဒီလိုခေါ်ဆောင်ပေးတဲ့ကျွန်တော်ဥဆောင်ပေးတဲ့အတွက်အားလုံးကျွန်တော်လက်ခုပ်တီးပြီးတော့ဘုရားသခင်ကိုချီးမွမ်းကြအောင်နော်ကျွန်တော်ဒီကျေးဇူးတင်စကားပြောတဲ့အချိန်မှာကျွန်တော်လွန်ခဲ့တဲ့နှစ်2012ကိုကျွန်တော်နည်းနည်းတွားကြည့်ရအောင်เนาะကျွန်တော်2012ကိုကျွန်တော်ပြန်လည်ပြီးတော့ကျွန်တော်ပြန်လည် review လုပ်တဲ့အချိန်မှာဒီ Texas Forward ဆိုတဲ့ဒီမြို့လေးမှာကျွန်တော်ဘုရားသခင်ကကျွန်တော်ရဲ့ဒီအတင်းတော်အတင်းသားတွေကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲမထင်မှတ်တဲ့အချိန်မှာဘုရားသခင်ကအားလုံးကြံစီပြီးသားဖြစ်ပါတယ်ကျွန်တော်2012ခုနှစ်9လပိုင်း12ရက်နေ့မှာအမေရိကဒီ Forward ဆိုတဲ့မြို့လေးကိုရောက်လာတဲ့အချိန်မှာကျွန်တော်ဒီမှာလီဆူလေးအိမ်ပဲရှိပါတယ်ပြီးရင်ဦးမောင်ဒီနော်ကိုမိုဒီတို့ဒါ single ပဲနော်အချိန်ပြီးလို့ရှိရင်ဒါအဒီကွာတယောက်ရှိပါတယ်ဆိုတော့ဒီလိုအဲ့ဒီအတင်းတော့ဒီ family လေးဝဆိုရင်ကျွန်တော်ပြောပြရမယ်ဆိုရင်နံပါတ်1နဲ့ကျွန်တော်ဦးဇော်သားနဲ့အလဲမီတို့တိမ်ရှိတယ်ပြီးလို့ရှိရင်ဦးဝေါ်သားတို့မိသားစုရှိတယ်ပြီးလို့ရှိရင်ဦးပကာဒူတို့မိသားစုတိမ်ရှိပါတယ်ပြီးလို့ရှိရင်ဒေါ်တောင်းမလေးတို့နော်တိမ်ဒီလိုရှိနေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီမှာရှိတဲ့ဒီညီကိုရမိသားစုတွေဆိုရင်ကျွန်တော်နိဆက်ရမှာဒီလိုပဲเนาะဝိပုကိုယ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ6လပိုင်း12ရက်နေ့ရောက်တဲ့ချိန်မှာကျွန်တော်တို့ဒီ
ဒီမှာရှိတဲ့ညီကိုမိသားစုတွေကိုကျွန်တော်တို့ကဒီလိုအတူတူခေါ်ပြီးတော့လေကျွန်တော်တို့ဘုရားသခင်ဖော်ပြတဲ့အတိုင်းပေါ့နော်ဘုရားသခင်ယူပါယုံရတဲ့အတွက်ကျွန်တော်တို့လည်းပဲအတူတကွာကျွန်တော်တို့ဒီလိုစုယုံပြီးတော့ဒါဘုရားကိုကိုးကွယ်ကြရအောင်ဆိုပြီးတော့ဘုရားတော့အကြံစီရှိတာနဲ့အညီကျွန်တော်တို့အိမ်ကနေ6လပိုင်း12ရက်နေ့မှာဒီလိုစုယုံပြီးတော့အိမ်9အိမ်6အိမ်3 4အိမ်လူ10ရောက်တော့မပြည့်ဘူးเนาะအဲ့လိုနဲ့စခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ဟာ2022ခုနှစ်မှာစခဲ့တဲ့ဒီအတင်းတော်ဟာဘုရားသခင်ကစခိုင်းတဲ့အတွက်ဘုရားသခင်ကောင်းကြီးပေးတဲ့အတွက်ဒီနေ့ကျွန်တော်တို့ဟာတကယ်ပဲအတင်းသူအတင်းသားတွေဟာပို့ပြီးတော့များလာပြီးတော့ဘုရားကျောင်းဝင်နိုင်တဲ့အထိဘုရားသခင်ပို့ဆောင်တော်ဖြစ်ပါတယ်အားလုံးလက်ကိုကြည့်ဘုရားသခင်ကိုချီးမွမ်းကြရအောင်ထိုနည်းသူဆိုပဲကျွန်တော်တို့ဒီအဲ့ဒီချိန်တုန်းကဆိုရင်ကျွန်တော်တို့တနေ့ကိုနေ့လေဝုပြုစည်းဝေးမှာဆိုရင်နေဆက်ရမြန်မာအတင်းတော်ကျွန်တော်တို့ KBC အတင်းတော်ပြီးလို့ရှိရင်တခြားတိုင်းသားအတင်းတော်တွေမှာတွားပြီးတော့ကျွန်တော်တို့ဝိပုကိုးပွေကြပါတယ်ဒါပေမဲ့ Sunday နေ့ဒီနေ့ကိုနေ့ညနေပိုင်းမှာဆိုရင်ကျွန်တော်တို့အတင်းအိမ်မှာပေါ့နော်ပြန်လည်ပြီးတော့စုဝေးပြီးတော့ကျွန်တော်အဲ့လိုနဲ့ဒါဒီအတင်းတော်ဟာအဲ့လိုဆလာတာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီလိုနဲ့တစ်နှစ်ပြီးသွားတဲ့အချိန်မှာဒီမှာ2023လောက်ရောက်တဲ့အချိန်မှာလူတွေလည်းဒါများလာတယ်အချိန်လူတွေလည်းများလာတဲ့အတွက်တစ်နှစ်မှာဆိုရင်ကျွန်တော်တို့ကတခြားဘုရားကျောင်းမှာမတွားဘဲနဲ့အဲ့ဒီတစ်နှစ်ပြီးတဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့ဟာနေ့လေဝုပြုစည်းဝေးကိုလည်းဒီမှာပဲလုပ်ပြီးတော့အတူတကွဒီမှာအိမ်မှာပဲဒီလိုပဲအလက်ကျနဲ့တွားရအောင်ဆိုပြီးတော့ဒီလိုဘုရားကဒီလိုအကျဉ်းစီရှိပြီးတော့ဒီလိုလှုပ်ဆောင်တဲ့အချိန်မှာတကယ်ပဲဘုရားကျွန်တော်တို့ကိုကြွေကာပြီးတော့ကျွန်တော်တို့ကိုကူညီပြီးတော့ကျွန်တော်တို့ကိုလမ်းပြပို့ဆောင်ပြီးတော့အတင်းသူအတင်းသားတွေကတနေ့တရက်ပြီးတရက်တလပြီးတလပေါ့နော်များလာတာဖြစ်ပါတယ်ဆိုတော့ဒီလိုဖြစ်ပေါ်လာတဲ့ဥစ္စာလေးပဲဒါကဘုရားသခင်ပို့ဆောင်လို့ဖြစ်ပါတယ်2014ရောက်တဲ့အချိန်မှာကျွန်တော်တို့စီမှာလူတွေများလာတဲ့အတွက်အတင်းတော်ပါစတာလိုအပ်လာပါတယ်အတင်းတော်ပါစတာလိုအပ်လာတဲ့အညီဘုရားကဘယ်လိုအလုပ်လုပ်လဲဆိုရင်အဲ့ဒီအချိန်မှာဒီ2014မှာကျွန်တော်ဒီမှာပါစတာဘီယာဘူစီဆိုတဲ့ပါစတာတယောက်ရောက်လာပါတယ်ဒီပါစတာကဒီအတင်းတော်ကိုနှစ်တိုင်အောင်ကျေးဇူးတော်အားဖြင့်နှစ်တိုင်အောင်ဒီအတင်းတော်ကိုဥဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနှစ်အတွင်းမှာလည်းပဲဒီဘုရားသခင်ကပါစတာလူတိုင်းကိုလည်းပဲပေးထားတဲ့ gift တွေကမတူပါဘူးเนาะကျွန်တော်ပါစတာဗျာဘူစီရောက်လာတဲ့အချိန်မှာကျွန်တော်လူ10အိမ်လောက်ရှိလာပြီအချိန်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်အတင်းတော်မှာရှိတဲ့ဒီ constitution နဲ့ပတ်သက်ပြီးတော့ပြီးရင်ဒီအစိုးရနဲ့ပတ်သက်ပြီးတော့ cyber satan တွေအဲ့ဒီနှစ်အတွင်းမှာအကောင်းဆုံးလုံနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ဒီ constitution တွေအခုထိကျွန်တော်တုံးနေတာကအဲ့ဒီချိန်ကနေအဲ့ဒီနှစ်အတွင်းမှာလုံနိုင်ခြင်းဖြစ်ပါတယ်ဒါကတကယ်ကျွန်တော်ဆရာဗျာဘူစီကိုဘုရားသခင်လမ်းပြပို့ဆောင်ပြီးတော့ဒီအတင်းတော်ကိုဒီလိုဥဆောင်ခဲ့တာဖြစ်ပါတယ်တော်လည်းပဲကျွန်တော်တစ်ချက်လောက်ကိုသိအောင်နော်ဒီနှစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပြန်လဲပြီးတော့အဲ့ဒီဂျာအတွင်းမှာကျွန်တော်တစ်ချက်ပြောစရာရှိသေးပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်ဒီ FMBA ဆိုတဲ့ဒီလူမဲဖျားเจ้าမှာကျွန်တော်ဟိုပြုတ်ကိုးကွယ်နေတဲ့အချိန်မှာမထင်မှပဲနဲ့ဒီနယူးယောက်ကနေကျွန်တော်လက်ရှိကျွန်တော်တင်းအောင်ဆရာအေဒင်နဲ့ဆရာမတို့နှစ်ယောက်ရောက်လာပါတယ်ရောက်တဲ့အချိန်မှာအဲ့ဒီနေ့မှာလည်းပဲ Sunday မှာရောက်လာပြီးတော့ကျွန်တော်တို့ကိုဒါတရားဒေသနာဝင်ငှပါတယ်ကျွန်တော်မမိပါတယ်တရားဒေသနာဝင်ငှတာကဒီတကယ်စေဖို့တဖို့ပေကန်ချာအကြောင်းတွေကိုဝင်ငှတာဖြစ်ပါတယ်အဲ့ချိန်ကနဲ့ဆရာပါစတာအေဒင်ချာနဲ့ကျွန်တော်တို့ဒါတိခွင့်ရရှိခဲ့တာချင်းဖြစ်ပါတယ်အဲ့ဒါက2014ကျွန်တော်ပါစတာဗျာဘူစီနဲ့ဥဆောင်နေတဲ့အချိန်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကနေ့တစ်ဆက်ပြီးကျွန်တော်တွားနေပါဆရာဗျာဘူစီကနှစ်ပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ဒီလိုပဲပြန်လည်ပြီးတော့ကျွန်တော်အတင်းတော်ကအဲ့ဒီနေရာအဲ့ဒီအချိန်မှာနည်းနည်းဟိုဖြစ်သွားပါတယ်ဘယ်လိုလဲ game တစ်ခုဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်ပါစတာလည်းမရှိတဲ့အချိန်တစ်ပတ်နှစ်ပတ်လောက်အဲ့လိုမျိုးတလားလောက်ဖြစ်သွားတယ်နော်တလားဖြစ်သွားတဲ့အချိန်မှာဘုရားသခင်ရဲ့ပို့ဆောင်မှုကြောင့်ပေါ့နော်ကျွန်တော်တို့ဒီချိန်မှာပါစတာရွေးရအောင်ဆိုတော့ပါစတာတယောက်ရှာရအောင်ဆိုပြီးတော့ကျွန်တော်တိုင်ပင်တယ်အဲ့ချိန်မှာပါစတာရွေးဖို့4ယောက်အဲ့လိုယာထားတာဖြစ်ပါတယ်
အဲ့ဒီအထက်မှာဆရာကျွန်တော်တင်းဦးဆရာအီတင်ချာပါပါတယ်ထိုနည်းသူဆိုမှာပဲအဲ့ဒီအတော့အတွင်းမှာပဲကျွန်တော်ပါစတာအီတင်ချာကဒီနယူးယောက်ကနေတက်ဆက်စ်ကိုပြောင်းလာပါတယ်ဒါကဖျားသခင်ပြင်ဆင်ပေးတာဖြစ်ပါတယ်ဒါသူကကျွန်တော်ပါစတာကဟိုမှာနယူးယောက်မှာသူတင်းအနေနဲ့လုံနေတယ်ဒါပေမဲ့ဒီကိုပြောင်းလာတဲ့အခွင့်ဖျားကပြင်ဆင်ပေးတယ်အဲ့ဒီတော့အတွင်းမှာကျွန်တော်ပါစတာလေးရှာနေတဲ့အတွေ့အကြုံမှာကျွန်တော်အတင်းတော်ကိုအလွန်ကောင်းမွန်တဲ့တင်းအုပ်တိုးထင်းတယောက်ရောက်ရှိလာပါတယ်အဲ့ဒီအချိန်မှာ2016ခုနှစ်ဖြစ်သွားပြီ2016ခုနှစ်ဇူလိုင်လမှာဖြစ်ပါတယ်ဇူလိုင်လမှာကျွန်တော်တို့အိမ်မှာပဲဒါနေ့လေဝိပုကုကွေနဲ့အချိန်မှာကျွန်တော်ဆရာတော်တင်းဦးဆရာအီဒင်ချာကိုကျွန်တော်ဒီလိုတောင်းဆိုတဲ့အချိန်မှာဆရာအီဒင်ချာကလည်းပဲကျွန်တော်တောင်းဆိုတဲ့အတိုင်းပဲဒါလက်ခံပေးပြီးတော့အဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်အတင်းတော်ကိုတင်းဦးဆရာပါစတာအီဒင်ချာကနေဥဆောင်ပြီးတော့ဒီနေ့အထိဒါဥဆောင်နေတာဖြစ်ပါတယ်အလုံးလက်ခုကြည့်အောင်နော်အဲ့ဒီဂျာကလာမှာအများကြီးဟိုပြောစရာတွေရှိသေးတယ်အဲ့ချိန်ကျွန်တော်တို့ဒီ Rosen High ဖျားเจ้าလည်းရသွားပါတယ် Rosen ဖျားเจ้าရသွားတဲ့အချိန်မှာကျွန်တော်တို့မှာတကယ်ပဲဝိညာဉ်ဒီကေဒီချင်းအကြောင်းတွေပြီးလို့ရှိရင်တကယ်ပါလဲနိုးထချင်းဒါမျိုးတွေပေါ့နော်အရန်လိုအပ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ပါစတာအီဒင်ချာကိုဒါမျိုး gift ပေးထားပါတယ်ဆရာကဒါမျိုး gift ပေးထားတဲ့အတွက်အဲ့ဒီအတော့အတွင်းမှာဆိုရင်တကယ်ပဲနေ့ညမပြတ်ပေါ့နော်ဒါညမှာဆိုရင်တချင်းနဲ့တိုက် prison washing တွေလို့ပြီးရင်ဗါလဲတချင်းနဲ့ဒီဂီတာလေးတွေပေါ့နော်ခွာယာတွေဆိုပေါ့နော်အဲ့လိုမျိုးလောက်ကြပါတယ်ကျွန်တော်တင်းဦးဆရာဆိုတကယ်ဂီတာလေးသူတီးတယ်ကျွန်တော်လည်းပဲအချိန်ကျွန်တော်တခါမှကီးဘုတ်မတီးဘူးဒါပေမဲ့အချိန်ကျွန်တော်ကီးဘုတ်လေးဒါဒီလိုမျိုးတီးတဲ့အခွင့်ကိုဖျားပြင်ဆင်ပေးပါတယ်ဒီလိုနဲ့ပဲဖခင်ကဒီလိုအလုံးလှုပ်လာတဲ့အချိန်မှာတကယ်အတင်းသူအတင်းသားလည်းပဲတကယ်ဝိညာဉ်ရေးရမှာပို့ပြီးတော့တိကျွမ်းနားလဲလာတဲ့အချိန်မှာကျွန်တော်အတင်းတော်မှာတကယ်ပဲ present worship လိုအပ်နေတဲ့အချိန်ကာလဖြစ်တဲ့နေ့တူကျွန်တော်အတင်းတော်မှာကျွန်တော်တင်းဦးအဒီငွားနဲ့ဆရာမဇာလီတို့နော်အနာဇာလီတို့ရောက်လာပါတယ်တကယ်ပဲဖခင်ကကျွန်တော်လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့လူကပို့ဆောင်လာတာဖြစ်ပါတယ်အဲ့ချိန်မှာပဲအတူတကွဒီလိုပဲ present worship မှာလည်းအားရပါရနဲ့ဒီလိုဝုပြုကိုကွယ်ဆရာအစီအစဉ်ကိုဒီလိုတွားကြနေတဲ့အချိန်မှာတကယ်ပဲဒီလိုနဲ့ဖခင်ကိုဝုပြုကိုကွယ်ပဲဒီလိုတွားနေတဲ့အချိန်မှာဖခင်ကတယောက်ပြီးတယောက်ကျွန်တော်တို့အသင်းတော်ကိုဖခင်လူတွေအများကြီးပို့ဆောင်လာပါတယ်အဲ့ဒီအထက်မှာကျွန်တော်တို့တင်းအောင်ဆရာဇာကိုလေးပါပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတင်းထောက်ဦးနိုဇော်နော်တင်းထောက်ဦးနိုဇော်တင်းထောက်ဦးရိုရှုတို့နော်တခြားဒီမှာပါလာတဲ့ဒီကျွန်တော်ညီကိုဒီပေါ့နော်အားလုံးဒီမှာပြန်လဲတစ်ခေါက်ကျွန်တော်တို့ဒီအတင်းတော်မှာအားရပါရတာပါဝင်လာခြင်းဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့တင်းအောင်ဆရာပါစတာဇာကိုလည်းပဲအဲ့ဒီ2019နောက်ပိုင်းကနေစပြီးတော့ကျွန်တော်တို့ဒီ TSC အတင်းတော်မှာဒီတင်းအုပ်အနေနဲ့ဒါအခုချိန်ထိဘုရားရဲ့အမှုတော်မှာဆောင်ရွက်ဖြစ်ပါတယ်အားလုံးလက်ခုချက်တိရအောင်ဆက်လက်ပြီးတော့အဲ့ဒီချိန်မှာကျွန်တော်တို့ဒီ6လပိုင်းတရက်2018ခုနှစ်ရောက်တဲ့ချိန်မှာကျွန်တော်လက်ရှိကျွန်တော်တင်းထောက်ဦးရိုရှုနဲ့တင်းထောက်ဦးနို့ဇော်တို့ကအဲ့ချိန်ကနေစပြီးတော့ကျွန်တော်အတင်းတော်မှာဒါတင်းထောက်နဲ့ပါဝင်စက္ကန့်နေတာယနေ့အချိန်ထိဒါဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းဖော်ပြလိုပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းကြီးတက်ရောက်ပါစေထိုချိန်မှာဖျားကဒီလိုပဲเนาะတရက်ပြီးတရက်တလပြီးတလတနစ်ပြီးတနစ်ဒီလိုဖျားရဲ့အလိုတော်အတိုင်းဒီလိုမျိုးတွားနေတဲ့အချိန်မှာတကယ်ပဲဖျားကအတင်းတော်မှာလိုအပ်တဲ့အရာကိုတစ်ခုပြီးတစ်ခုဒီလိုပြင်ဆင်ပေးတာကိုကျွန်တော်မျက်မြင်လက်တွေ့ပေါ့เนาะဒါတွေ့ရခြင်းဖြစ်ပါတယ်ဒါဘုရားသခင်အလွန်ကောင်းမြတ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အသင်းတော်ကိုဦးဆောင်နေတာကကျွန်တော်ပါစတာတွေမဟုတ်ပါဘူးဘာတူလဲကျွန်တော်ဘုရားသခင်ခရစ်တော်ယေရှုကဦးဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တင်းအောင်ဆရာတွေဆိုတာကတကယ်ပဲဘုရားရဲ့အသုံးတော်ခံဒီဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းဒါဖော်ပြလိုပါတယ်ဒါကျွန်တော်ရဲ့အသင်းတော်ကိုဦးဆောင်နေတာကခရစ်တော်ယေရှုနဲ့ဦးဆောင်နေတဲ့အတွက်ကျွန်တော်ရအားလုံးတလုံးတဝတည်းအခုဒီလိုမျိုးလူတွေတဲ့ဒါပဲเนาะဖခင်ရဲ့လူတွေအများကြီးတိုးတက်လာတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပဲเนาะဒါဖော်ပြလိုပါတယ်
ပြီးလို့ရှိရင်တစ်ဆက်ထဲမှာပဲကျွန်တော်တို့စီမှာလိုအပ်တဲ့အရာတွေတစ်ခုပြီးတစ်ခုအတင်းတော်တွေကြီးထွားလာတဲ့အချိန်မှာဖခင်ကဒီလိုပဲကျွန်တော်တို့ဒီစက်ပိုင်းဆိုင်ရာမှာကောတကယ်မီဒီယာမှာကောနော်ကျွန်တော်တို့ဒီအခုကျွန်တော်ညီကိုဘွန်ဇော်ပေါ့နော်ဘွန်ဇော်လည်းပဲဒီအတင်းတော်မှာဒီလိုပါဝင်ပြီးတော့တကယ်မီဒီယာဘိုင်းမှာဒီလိုစိတ်ရှည်စွာနဲ့နော်ပါဝင်စက်ကပ်ပေးပါတယ်ဒါလည်းဘုရားပို့ဆောင်လို့ဖြစ်ပါတယ်အားလုံးလက်ခုပ်တီးပြီးတော့နော်ဒါဘုရားကိုချီးမွမ်းရအောင်နော်ဘွန်ဇော်ကလည်းမဇော်တို့မိသားစုကလည်းအထူးပဲကျေးဇူးတင်ပါတယ်ထိုနည်းတူစွာကျွန်တော်တို့ဒီမှာတကယ်ပဲကျွန်တော်ဘယ်နေရာမှာမဆိုကျွန်တော်တို့ဒီလိုပါဝင်နေတဲ့ကျွန်တော်တို့ဒီမှာဆရာကျွန်တော်တူငယ်ချင်းလည်းဟုတ်တယ်ဆရာလည်းဟုတ်ပါတယ်ကျွန်တော် Joseph Fish နော်ဆရာ Joseph Fish ဖြစ်ပါတယ်ကျွန်တော်ဆရာ Joseph Fish ဆိုရင်ဒီမှာကင်မရာဒီ keyboard ပြီးလို့ရှိရင် drum နော်အဆအရာမှာဒီလိုပါဝင်ပြီးတော့ဘုရားသခင်ကိုစက္ကပ်အတင်းတော်ကိုစက္ကပ်နေတာဖြစ်ပါတယ်ထိုနည်းတူဆိုလည်းပဲသူတယောက်တည်းမဟုတ်ပါဘူးဒါသူရဲ့ဇနီးချောလဲဆရာမအလီဆန်လည်းပဲကျွန်တော်အတင်းတော်မှာတကယ်ပဲကလေးတွေကိုဒါနော်ဒီမေတ္တာနဲ့ဒါ volunteer လုပ်ပေးနေတာဖြစ်ပါတယ်ကျွန်တော်အလုံးနော်လက်ကိုတီးပြီးတော့ကျွန်တော်ဘုရားကိုချီးမွမ်းရင်းနဲ့ကျေးဇူးတင်တဲ့အကြောင်းနော်ပြောကြရအောင်တစ်ဆက်တည်းမှာပဲကျွန်တော်စီမှာတကယ်ပဲဆရာမနော်ပီတာဘွန်ဇော်ရဲ့အမျိုးသမီးအမီဂျူလီပေါ့နော်ဆရာမအမီဂျူလီလည်းပဲဒီမှာဆန်နေစကူကန်တာမှာဒီလိုပါဝင်နေတာဖြစ်ပါတယ်တကယ်ဒီမှာရေးကြီးတဲ့တခုကျွန်တော်ပေါ်ပြလို့တာကတော့ကျွန်တော်ဆရာအီလီယာဇာချာဖြစ်ပါတယ်နော်ဆရာဇာချာတစ်ချက်လက်ကိုတီးတီးပြအောင်နော်ဒါကဖခင်ကဘယ်လိုပြင်ဆင်ထားလဲဆရာအီလီယာဇာချာဆိုရင်အမေရိကကိုရောက်လာတာကတကယ်သူကဟိုမှာနိုင်ငံရေးတိတ်ပံကျောင်းဆင်းဖြစ်တယ်နိုင်ငံရေးကျောင်းနော်ပြီးမြန်မာပြည်မှာပြန်ပြီးတော့ဒါနိုင်ငံရေးဒါဒီနေရာမှာလှုပ်ဖို့ပေါ့နော်ဒါရှိမှာပေါ့သူ့အကြံစင်ကကျွန်တော်တို့တည်တယ်လို့တော့ဒါပေမဲ့ဖခင်ကသူ့ကိုဒီတက်ဆက်မှာပြောင်းလာဖို့ဖခင်ကသူ့ကိုတွန်းအားပေးပြီးတော့အခုဒီမှာရောက်လာပြကျွန်တော်တို့အတင်းတော်မှာတကယ်အရေးကြီးတဲ့ကန်တာလူငယ်ကားဆောင်နေနဲ့တော့၎င်းကျွန်တော်ဒီမှာဆန်နစ်စကူဆရာဖြစ်တော်၎င်းပါဝင်နေတာဖြစ်ပါတယ်ဒါကြောင့်ဆရာအီလီဇာချာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်လက်ခုပ်တီးပြီးတော့နော်ဒါဆရာအီလီဇာ thank you ပါလို့ပြောချင်ပါတယ်ထိုနည်းတူစွာနော်တစ်ဆက်ထဲမှာပဲကျွန်တော် TSCC အတင်းဒါပြောမယ်ဆိုတော့အများကြီးရှိပါတယ်ကျွန်တော် TSCC အတင်းတော်မှာပါဝင်ခဲ့တဲ့ကျွန်တော်တင်းထောက်ဒီလေအများကြီးရှိသေးပါတယ်ဒီမှာတင်းထောက်အစာရန်တို့ဒါဝူတာတို့နော်ဝူတာတို့တင်းထောက်ဇိုတာတို့နော်တင်းထောက်မအလေးမီတို့ဒါအရင်တော့ကတင်းထောက်မတွေဒီလိုလောက်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်ဒီမှာကျွန်တော်လူတွေများလာတဲ့အချိန်မှာဒီမှာရှိတဲ့လူငယ်လက်တစ္ဆလူငယ်တွေကိုနေရာပေးပြီးတော့ဒါဒီလိုကျွန်တော်ဒီလိုတွားနေတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလဲဖော်ပြလိုပါတယ်ဒါကြောင့်အထူးပဲကျေးဇူးတင်ပါတယ်တင်းတော်ပုံမှာဖျားသခင်ကောင်းကြီးတက်ရောက်ပါစေထိုနည်းသူစွာပဲတကယ်ပဲကျွန်တော်အတင်းတော်မှာတကယ်နေရာကန်တာတကယ်အရေးကြီးတဲ့နေရာမှာပါဝင်နေတဲ့အမျိုးသမီးကန်တာကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ကျွန်တော်အမျိုးသမီးကန်တာဆိုရင်တကယ်ပဲကျွန်တော်အတင်းတော်မှာဒီဘွဲတိုင်းမှာပေါ့နော်ဒီဘွဲရှိတဲ့တိုင်းမှာတကယ် main နေရာမှာပါဝင်စက္ကန့်နေတာဖြစ်ပါတယ်ဒီလိုပါဝင်စက္ကန့်နေကြတဲ့အမျိုးသမီးများအမေများအားလုံးကိုလည်းပဲအထူးပဲကျေးဇူးတင်တယ်အထူးသဖြင့် chef မှာပါဝင်နေကြတဲ့လူတွေပဲအထူးပဲကျေးဇူးတင်ပါတယ်ဒါအမျိုးသမီးခေါင်းဆောင်တွေကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ဒီ present worship ပေါ့နော် present worship ထဲမှာပါဝင်နေကြတဲ့ကျွန်တော် present worship ဆရာမများအားလုံးပေါ့နော်ဒီမှာကျွန်တော်ဆရာဆိုင်အောင်တို့မိသားစုကလည်းအထူးပဲကျေးဇူးတင်တယ်ဒီမှာကျွန်တော်တခြားတော့နာမည်တော့မဖော်ပြတော့ဘူးเนาะအားလုံးကိုကျွန်တော်အထူးပဲကျေးဇူးတင်တယ်ဒီမှာပါဝင်စက္ကန့်နဲ့ကြာရောက်စီတိုင်းကိုဘုရားကောင်းကြီးတက်ရောက်ပါစေအထူးတပြည့်ကျွန်တော်တို့အတင်းတော်ဟာဆိုရင်တကယ်အရေးကြီးတဲ့ကကျွန်တော်တို့ရဲ့ member အတင်းတော်အတင်းသားများဖြစ်ပါတယ်ဒီအတင်းတော်အတင်းသားများဟာဆိုရင်တကယ်ပဲကျွန်တော်တို့ရဲ့အတင်းတော်ရဲ့တကယ်ဒီအတင်းတော်ကြီးထွားဖို့ရန်အတွက်အတင်းတော်တာယာဖို့အတင်းတော်နော်ဘုရားဘုန်းတော်ထင်ရှားဖို့ရင်အတွက်အတိကအရေးကြီးတယ်ကကျွန်တော်အတင်းတော်အတင်းသားများဖြစ်ပါတယ်ဒီအတင်းတော်အတင်းသားဆိုတကယ်ပဲဒီဘွေတိုင်းမှာနော်တကယ်ကျွန်တော်အတင်းတော် activity တိုင်းမှာဝိပုစီဝေးတိုင်းမှာပေါ့နော်ဒီလိုပါဝင်နေကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုပါဝင်နေကြတဲ့အတင်းတော်ဒီတော့တဲ့နေရာမှာပေါ့နော်ဒီလိုပါဝင်စက္ကန့်နေကြတဲ့အရောက်စီတိုင်းကျွန်တော်အတင်းတော်အတင်းသားများကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းဖော်ပြလိုပါတယ်အထူးသဖြင့်ကျွန်တော်
သူတစ်ဖြစ်ကျွန်တော်ကျေးဇူးတင်တာကတော့ကျွန်တော်ဖခင်သခင်ပဲဖြစ်ပါတယ်ကျွန်တော်ဖခင်သခင်အောင်ဆိုရင်ကျွန်တော်တို့ကိုဖော်ပြလမ်းပြပို့ဆောင်ပေးတဲ့အတွက်ကျွန်တော်အခုချိန်မှာဆိုရင်ကျွန်တော်ဒီ2019ကနေသူတို့စပြီးတော့ကျွန်တော်တင်းအောင်ဆရာအေဒင်နေတကွာကျွန်တော်တင်းအောင်ဆရာဇာကိုနော်ဒီလိုဥဆောင်ပြီးတော့ဖခင်သူတို့ကို big day ပေးပြီးတော့ကျွန်တော်အတင်းတော်ကိုဒီလိုဝိညာဉ်ရေးရမှာကိုတော်လကောင်းကျွန်တော်လူမှုရေးရမှာတော်လကောင်းဒီလိုမျိုးအဖက်ဖက်မှာဒီလိုမျိုးပေါင်းဝင်ကူညီဖေးမလမ်းပြပေးခြင်းဖြစ်ပါတယ်ဒါဟာလည်းပဲဘုရားသခင်ရဲ့ကျေးဇူးတော်ဘုရားသခင်ရဲ့လမ်းပြခြင်းဘုရားသခင်ရဲ့သူတို့ပါစတာတွေကိုအသုံးချခြင်းအဖြစ်ကျွန်တော်ဒီလိုပါဝင်နေရခြင်းဖြစ်ပါတယ်ဒါကြောင့်တင်းဝန်ဆရာနှစ်ပါးကိုအထူးပဲဒါကျေးဇူးတင်တယ်ကျွန်တော်တင်းအပေါ်နေရပေါ်မှာပါနော်ဘုရားသားဝိဒီတင်မကမမြင်နိုင်တော့ဒီဘုရားကောင်းကြီးတွေတက်ရောက်ပါစေကျွန်တော်အတင်းတော်ကနေအခုအချိန်ထိတကယ်ကျွန်တော် full time ဒီဆယ်လာလီဆိုတော့ကျွန်တော်မပေးသေးပါဘူးเนาะဒါတော့လည်းပဲကျွန်တော်ဆရာနှစ်ပါးဆိုရင်တကယ်ပဲဒီအတင်းတော်မှာဒါ full time အနေနဲ့ပါဝင်စက္ကန့်နေကြတာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်တယ်ကျွန်တော်ဒီလိုအတူတကွဒီလိုပေါင်းပြီးတော့เนาะအတူတကွဖခင်ကိုကူးကွယ်ပြီးတော့ဒီလိုဖခင်တတ်နိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်စိတ်နှလုံးနဲ့အကျွေးမဲ့ကျွန်တော်တွားတဲ့အချိန်မှာဖခင်ကတကယ်ပဲဒီ2023ခုနှစ်ဒီဇင်ဘာလမတိုင်ခင်မှာဒီဖះเจ้าကိုလည်းကျွန်တော်ရရှိခဲ့တာဖြစ်ပါတယ်ဒါဆိုရင်တကယ်ပဲဖះရဲ့တကယ်ကောင်းမြတ်ခြင်းဒီဖြစ်တယ်ကျွန်တော်မျက်မြင်တက်တယ်တွေ့ရတယ်ပြီးလို့ရှိရင်အရင်တော့ကျွန်တော်ဒီကျွန်တော်တို့အစီအစဉ်ဟာဆိုရင် language တစ်ခုပဲဒါသုံးတာများပါတယ်ဒါလီဆူလိုပဲသုံးတာများပါတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်ဒီလီဆူလိုမကပဲနဲ့ကျွန်တော်မြန်မာစကားကောဒါအင်္ဂလိပ်စကားကောနောက်ဆိုရင် Spanish ကောလာအောင်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အသင်းတော်ဟာဆိုရင်တကယ်ပဲဒီကျွန်တော်တို့လူမျိုးမောက်တောင်းများစွာကိုတကယ်ဖခင်ရဲ့ကောင်းကြီးတွေဒါဘုန်းတော်ထင်ရှားဖို့ဒီလိုမျိုးဒါတွားနေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒါပါဖော်ပြလိုပါတယ်ဆိုတော့အားလုံးအပေါ်မှာဘုရားသခင်ကောင်းကြီးတက်ရောက်ပါစေ